တော့ကြည့်ကြအောင်လာပြီးတော့ပို့ပြီးတော့ငွေကိုပို့ပြီးရှာနိုင်တယ်ပြီးတော့လည်းကိုယ့်ရဲ့ skill ကိုလည်းပို့ပြီးတော့မြင့်လာနိုင်တယ်လို့ထင်တယ်ဘာဖြစ်လဲဆိုတော့နေ့တိုင်းဂျပန်စကားကိုပြောနေရတဲ့အတွက်လီယိုရှာဆာမိုင်နဲ့လည်းအဖိုးဖွားရင်လည်းနေ့တိုင်းဂျပန်စကားကိုပြောနေရတဲ့အတွက်ကိုကပို့ပြီးတော့ကိုယ့်ရဲ့ skill ကိုလည်းမြင့်နိုင်တယ်လို့ထင်တယ်ပြီးတော့အဓိကဒီရောဂျီကဲမှာဒီဟိုမွန်ခိုင်းကွာဆိုရင်ဒီပတ်ဆက်ကိုပို့ပြီးတော့ရှာနိုင်တဲ့အတွက်ကြောင့်ပတ်ဆက်ပို့ရှာနိုင်တဲ့တခြားအလုပ်တွေထက်ဆိုင်တခြားရှိဆက်စွတ်တွေနဲ့ဆိုင်ရင်ဒီအလုပ်ကကိုကလုံနိုင်တဲ့လောက်ပတ်ဆက်ကပို့ပြီးရှာနိုင်တဲ့အတွက်ကြောင့်ပတ်ဆက်အများကြီးရှာခြင်းတဲ့လူတွေအတွက်တော့ကောင်းမယ်လို့ထင်ပါတယ်ဟုတ်လော်ဂျီကဲကိုအလုပ်လာလုပ်ကြပါပေါ့ဘာဖြစ်လို့လဲဆိုတော့လော်ဂျီကဲမှာဆိုရင်ဒီဘူချောချာချောကအစအကုန်လုံးကချောချာချောကအစလီဒါကြီးပြီးတော့ကိုယ့်ရဲ့ရှော့ခွင်အကုန်လုံးကလည်းသဘောကောင်းတဲ့အတွက်ကြောင့်ဒီမှာလာလို့စီချင်ပါတယ်ပြီးတော့ဒီမှာကျတော့ပို့ပြီးတော့ဝင်ငွေလည်းကောင်းတယ်ကိုလုံနိုင်တဲ့လောက်ပတ်ဆက်လည်းပို့ရတာဖြစ်တဲ့အတွက်ပတ်ဆက်အများကြီးရှာချင်တဲ့လူတွေအတွက်တော့ဒီလာတာကောင်းမယ်လို့ထင်ပါတယ်ဟုတ်ရှီဆက်ဆွတ်မှာကျတော့သူကတစ်လကို23တောင်းဝင်နေဆိုရင်ရာကင်းညဆိုင်ရဲ့ပါ23တောင်းဆိုပြီးတော့လာတိုင်းအဲ့လောက်ပဲတိုင်းထွက်တာဆိုတော့အကြမ်းမြင်အဖြစ်အဲ့လောက်ပဲထွက်တယ်ပြီးတော့လေဒီမှာကျတော့ကိုကသွားရင်သွားတဲ့လောက်ပတ်ဆက်ပိုးရဖြစ်တဲ့အတွက်ကိုအတွက်ဒီငွေလဲပို့ပြီးကြံမယ်လို့ထင်တယ်ပြီးရင်ရှီဆက်ဆွတ်မှာလောက်တော့ကျတော့ဒါအဲ့ဒါတော့ဒီရှီဆက်ဆွအတီးတီးနဲ့ကွာရလို့တော့ထင်တယ်ပေါ့နော်ဒီနိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီးတော့အနိုင်ကျင့်ခံရတာတွေအဲ့လိုမျိုးတွေလည်းရှိတဲ့ရှိဆက်စွတ်တွေလည်းရှိရပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ကိုကတယောက်တည်းသွားရတာဖြစ်တဲ့အတွက်အဲ့လိုမျိုးအနိုင်ကျင့်ခံရတာကြီးဘာညာလည်းမရှိဘူးပေါ့နော်တကယ်လို့ရှိလာခဲ့ရင်လည်းလော်ဂျီကရဲ့ဒီရှာရှော့ဘူချောတို့ပြီးခေါင်းဆောင်နေနဲ့လည်းတိုင်ပင်လို့ရတယ်အဲ့ဒီအတွက်ဒီစိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိရလို့ထင်တယ်ပေါ့ဟုတ်ဟိုက်ကိုပဲမှာဆိုရင်နိုင်ငံခြားသားတွေလည်းအများကြီးရှိရပြီးရင်မြန်မာနိုင်ငံသားတွေလည်းအများကြီးရှိရဖြစ်တဲ့အတွက်ပြီးရင်ခိုးပဲရကြတော့အိုဆာကာတို့ကျိုတိုတို့ပြီးတော့ကြတော့ဒီအနီးနားတစ်ဝိုက်မှာလေစရာကြီးလည်းအများကြီးဖြစ်တဲ့အတွက်ကိုကရာစုမိဖြစ်တဲ့အားလဲချိန်မှာဆိုရင်တငယ်ချင်းတွေနဲ့တူလျှောက်သွားလို့နေရာကြီးလည်းများတာဖြစ်တဲ့အတွက်ဒီလိုလာပြီးတော့အလုပ်လုပ်စီချင်ပါတယ်လို့